ဒါကတော့ဇင်ချိုက်ကနေလိုင်းကားနဲ့တထုံရောက်ရတထုံကနေမှတစ်ဆင့်ဟိုလာနေရပါတော့သူကကားသမားကြီးကတော့ဟိုဟာဂျင်းထင်ပါပဲလीနော်ကားကိတ်ကလူရောတော့လမ်းသွားရင်ဘယ်တော့မှမယုံဖို့ပေါ့အရေးကြီးရယ်ခီးသွားပါတော့သူကကားသမားကြီးပြောကြဒီတိုင်းကားရမရောက်ဘူးမနေ့ပိုင်းပဲရောက်တာညနေဆိုမရှိတော့ဘူးဆိုအဲ့လိုအမြဲပြောတယ်ညနေဆိုမလာတော့ဘူးအဲ့လိုမျိုးသူပတ်စံရအောင်လို့ပေါ့မှန်လုံကားပဲလာမှ expert တောင်2000ရှိတယ်2000 expert ကို2000ရှိရဲမှန်လုံကောင်းဆိုအနည်းဆုံး1000ခွဲအဲ့လိုပြောလိုက်မယ်ပြီးရင်သူတို့ကကြည့်မလားတော်မေးပေးရမဟုတ်အမှန်တကယ်ညှိလိုက်တာအဲ့လိုမျိုးအဲကြောင့်ကိုယ်တိုင်တက်အဲ့လိုမျိုးပဲလို့ကားလာတယ်လိုင်းကားတောင်မဟုတ် expert ရှိတယ်အဲ့ကနေမှကြိုက်တဲ့ကားကိုတက်စီသွားလိုက်နော်သူတို့ပြောမလဲမြိုင်ပဲရှိရပါညာပြီးရင်မင်းပြောလိုက်မယ်ခီးသွားဒီလောက်တော့ပတ်စံပါဘူးလားမလို့အဲ့လိုမတုံးတာကွာသိရမလားအဲ့ဒါကြီးကကျွန်တော်expert စီးလာဆို expert ကားကြီးနော်အကားကြီးမှာ9000ပဲရှိရတထုံနဲ့ဖတ်အဲ့ဒါကို2000နေပါညာ1000ဝဲတွေရှောက်ပြောနေတော့မယုံနဲ့ဂျင်းနေပြတာအဲ့ဒါနော်နေအခမ်းမောင်းတော့ထွက်လိုက်ဝင်လာပဲဟိုချီတောင်းနေပဲလောင်းမိုင်းလေတောင်းနေပဲကျွန်တော်ဗုဒ္ဓဂါယာရောက်နေပါပြီဒါတော့ဖွင့်လာတာအရင်တော့ကြာသေးဘူးပေါ့နော်မှာတော့ဒါတော့စတူဒီတာကျွေးရနေရာမှာဝင်စားခဲ့ရပါတော့စားလို့ကောင်းပါတယ်လို့ခုကညနေ6နာရီကျော်ဆိုတော့ပြီးရင်ဒီနားမှာ3ဘင်းလည်းမရှိဆိုင်ကယ်လည်းမရှိတော့အိုးရလည်းမရှိတော့ပြန်ဖို့မပြောတော့ဒါမဲ့ဖုန်းကြီးတစ်ပါးပြန်မယ်ဆိုဖတ်အောင်လိုက်ဝါဖြစ်ပါတယ်။ညာတော့ဖတ်အန်နဲ့နည်းနည်းဝေးရပါတော့ကော့ကရိတ်လည်းကျော်တယ်။အမေကော့ကတောင်းလည်းကျော်တယ်ကော့ကတောင်းကူကျော်ဝေးပဲတငယ်ချင်းအတော်နဲ့လာလောက်ဆမ်းမလို့ငယ်ချင်းတော့ဆိုင်ပိတ်သွားဖုန်းမဆက်ထားတော့လေပြန်လိုက်ပါဦးမယ် let's go ဒါတော့ဆရာတော်ပြန်လိုက်ပို့ပြရပါတော့အန်နဲ့ဒီကအတော်လေးဝေးရတဲ့ပါတယ်ပေါ့နော်ဟိုအန်နဲ့လိုက်ပို့ပြနေရပေါ့လွန်ခဲ့တဲ့10နှစ်လောက်ကဒီဟာတွေကတက္ကသိုလ်အနေဆောင်တွေပေါ့အခုတော့
လဲကျွဲကပင်ပလာစာတွေရောမျက်စိရောလဲဝိုင်းငယ်10နှစ်ပေါ့10နှစ်ကျော်12နှစ်13နှစ်14နှစ်လောက်တော့တော့အကုန်ပြောင်းသွားပြီနော်ဒါတော့ဖအံတက္ကသိုလ်ပဲဖြစ်ပါတယ်ပုံစံကတော့အများကြီးပြောင်းသွားတယ်ဒီလမ်းထဲမှာဆိုရင်ကတိကိုဝယ်စားတယ်ပြီးရင်ရေကက်တော့စားတယ်ဒီလမ်းထဲမှာပြီးရင်အခွေငှားတယ်ဒီလမ်းထဲမှာပဲအခွေတိုင်းရှိဒီလမ်းလားဘေးလမ်းလားမှတ်မိတော့ချစ်ဒါတော့ငငယ်တော့အမြဲဝင်ဖူးနေကြလမ်းကြတဲ့အဖေကစီဒီရောတော့ငငယ်ကစားကွတ်တီကိုဆိုင်မှတ်မိတော့ပေါ့ဒီဆိုင်လားပဲဆိုင်ပုံစံတွေကပြောင်းသွားမှတ်မိတော့ငယ်စားကွတ်တီကိုဆိုင်ဒီဆိုင်လို့ထင်တာပဲဒီချာတော့မှတ်မိတော့ဒီရက်တော့ဘူးပေါ့ငယ်ကဒီတက္ကသိုလ်ရဲ့မျက်စောင်းထိုးတော့မှအားကစားဆိုင်ဒီဇိုင်းရဲ့ဟိုပါရဲ့ရှိရဲ့ဘောလုံးကင်းတော့အားကစားဆိုင်ဒီဇိုင်းရဲ့ဟောပါလေအားကစားဆိုင်ဒီဇိုင်းရဲ့ဒီကတုတ်ဆိုင်ဒီဇိုင်းရဲ့ရှိရဲ့ရန်စားလို့ကောင်းအဲ့ဒီကတုတ်ဆိုင်ဒီရှစ်တဲ့တော့အဘောလုံးခွင်းနောက်မှာဆိုင်ဖွင့်လာဟုတ်တယ်ဘောလုံးခွင်းနောက်ဆက်သွားမှာပါဘောလုံးခွင်းရှိမှာဆိုင်နေမရှိတော့ဟာဘယ်တော့ပြောင်းသွားလဲမသိဘူးကျွန်တော်ဘောလုံးခွင်းရှိမှာဆိုင်နေရှိတာဒါဘယ်ချိန်ပြောင်းသွားလဲမသိဘူးနော်ဆိုင်မှမတွေ့တော့ကျုပ်ပါကျွန်တော်ဒီနားမှာလာစားနေကြတယ်မရှိတော့ဆိုင်နေတာကဘယ်တော့ဖြတ်အောင်လဲဒါကတော့အိုးဝင်နဲ့ညစီကိုသွားနေတာဖြစ်ပါတယ်လိုက်ကြည့်ကြအောင်နော်ဒါတော့ညစီကိုရောက်ပြီပေါ့နော်စားကြရတော့အတော်လေးကိုစုံပါတယ်စားကြရလေးတော်များလို့ဘာစားမှတော့မသိဘူးစားချင်တာပဲစားခဲ့လိုက်တယ်ပေါ့နော်ဒါတော့တဲတဲ့နေရာပြန်နေပြီဖြစ်ပါတယ်ဒီနေ့တော့မနေ့ကတောင်တက်ထားတာအရန်ပင်ပန်းပြီးဒီတထုံကနေအောင်လာညနေပိုင်းမှာဆိုတော့ဘယ်မှလည်းတိတ်ပြီးလည်းဖြစ်လိုက်ပါဘူးနောက်ပြီးတော့အရန်လည်းပင်ပန်းနေတော့တိတ်မသွားနိုင်လို့သွားဖြစ်ခဲ့ပါဘူး
ဗီဒီယိုကြည့်ပေးကြတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်နေ့ပြန်မှာပြန်တွေ့မယ်နော်နေ့ပြန်ကြရင်လည်းဘယ်လျှောက်သွားမလဲဆိုတာတက်ကြည့်ကြအောင်နော်